ကလေးတို့ဒီနေ့ဦးပြောပြမဲ့ပုံမြင်လေးထဲမှာဆိုလို့ရှိရင်ကလေးတို့အတွက်အသိပညာဘ ഹു တုတလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါအောင်နော်ကဲပုံမြင်လေးစလိုက်ကြရအောင်ဟိုးရှိကလူသူမနီးတဲ့တောနဲ့ကြီးတစ်ခုထဲမှာတာဇန်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ဘူးတဲ့သူကတောထဲကတစ်ပင်းလေးတရိတ်ဆန်နေနဲ့အတူကြီးပြင်းလာရပြီတဘာဝတရားကိုအယမ်းချစ်မြတ်လို့တဲ့သူပါတာဇန်မှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်အဲ့ဒါကတော့တောထဲကတရိတ်ဆန်လေးတွေရဲ့ဘာသာစကားကိုနားလေတာပါပဲသူဟာမြောက်ဝန်းကြီးတွေနဲ့အတူတစ်ကိုင်းတစ်ခုကနေတစ်ခုလွှဲပြန်စော်ကစားတတ်ပြီးတစ်ခွပန်းလေးတွေစမ်းချောင်းလေးတွေနဲ့လေတငယ်ချင်းလိုစကားပြောတတ်ပါတယ်အောင်ပြရတဲ့စိတ်ခုံမှုတနည်းတော့တောအုပ်ကြီးတွေကိုခင်မီလက်နက်တွေပစိန်လေးကင်ဆောင်ထားတဲ့လူတစုရောက်လာကြတယ်သူတို့ကတောထဲကအဖိုးတန်တစ်ပင်ကြီးတွေကိုခုတ်လဲဖို့နဲ့တရိတ်ဆန်ကြီးကိုဖမ်းဆီးပြီးမြို့ပေါ်မှာရောင်းစားဖို့ရည်ရွယ်ချက်နဲ့ရောက်လာကြတာပါတရိတ်ဆန်လေးတွေကကြောက်လန့်တကြားနဲ့တာဇန်စီကိုပြေးလာပြီးအကူကြီးတောင်းကြပါတာဇန်ဟာဒေါသထွက်သွားပေမဲ့အကြမ်းဖက်ပြီးတုံ့ပြန်ဖို့မရွေးချယ်ခဲ့ဘူးသူကပညာရှိနဲ့တောအုပ်ကြီးကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တာဇန်ဟာတောထဲကတငယ်ချင်းတရိတ်ဆန်အားလုံးကိုစုစည်းပြီးအစီအစဉ်တစ်ခုဆွဲတယ်မြောက်အုပ်ကြီးကလူတွေရဲ့ပစိန်နဲ့ပစ္စည်းတွေတစ်ပင်ပေါ်ကနေလူယူပြီးဝတ်ထားလိုက်ကြတယ်ဆင်းအုပ်ကြီးကလူတွေတွားမဲ့လမ်းတွေကိုတစ်ပင်လဲပိတ်ပြီးပိတ်ဆို့လိုက်တယ်ပြားအောင်ကြီးတွေကတော့လူတွေနားမှာတိုးပြီးနဲ့လိုက်ချုပ်လိုက်ကြတယ်လူတွေဟာဘလူးမှရှေ့ဆက်မတိုးနိုင်နဲ့တောနက်ထဲမှာလမ်းပြောက်ပြီးပင်ပန်းနွမ်းနေလာကြပါတော့တယ်အဲ့ဒီအချိန်မှာပဲတာဇန်ဟာသူတို့ရှေ့ကိုတားရဲတရိတ်ဆန်တွေခြံရံပြီးရဲရဲဝုန်းဝုန်းထွက်လာတယ်တာဇန်ကသူတို့ကိုဒေါသတကြီးနဲ့မောင်းထုတ်တာမျိုးမလုပ်ပဲအင်းချမ်းတဲ့လေတန်းနဲ့ဒီလိုပြောလိုက်ပါတယ်တင်တို့ခုတ်လဲနေတဲ့တစ်ပင်တပင်ချင်းစီမှာတက်ရှိတွေရဲ့အိမ်နေရှိနေတယ်တင်တို့ဖြက်စီးနေတဲ့တဘာဝတရားကတင်တို့မျိုးပေါ်ကလူသားတွေအသက်ရှူဖို့လေထုကိုပေးစွမ်းနေတာပါတဘာဝတရားပျက်စီးတနေ့တင်တို့လည်းပျက်စီးရတယ်ပုံမြင်ရဲ့တင်ကလူသားတွေဟာတောရိုင်းလူငယ်လေးတာဇန်ရဲ့စကားကိုကြားပြီးအလွန်ပဲရှက်ကိုရှက်ခံဖြစ်သွားကြတယ်တဘာဝတရားရဲ့တန်ဖိုးကိုရုတ်တရက်နားလည်သွားကြသူတို့ယူလာတဲ့ပစ္စည်းတွေတင်းစီမြို့ကိုပြန်သွားကြပါတော့အဲ့ဒီနေ့ကစပြီးတာဇန်ဟာတောအုပ်ကြီးရဲ့အဆောင်ရှောက်အဖြစ်တရိတ်ဆန်လေးတွေနဲ့အတူပျော်ရွှင်စွာဆက်လက်နေထိုင်သွားခဲ့ပါတယ်ပုံမြင်ရဲ့အထိပ္ပယ်ခွန်အားဆိုတာတုတ်ဒါလက်နက်တွေမှာရှိတာမဟုတ်ပဲမိမိရဲ့ပတ်ဝန်းကျင်ကိုတန်ဖိုးထားတဲ့မေတ္တာတရားနေအမှန်တရားကိုကာကွယ်ရတဲ့ဉာဏ်ပညာမှာပဲရှိတာဖြစ်ပါတယ်ကဲဦးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကိုနားဆင်ပြီးအသိပညာတစ်ခုခုရခဲ့တယ်ဆိုရင်ဦး channel လေးကို subscribe လေးနဲ့ support လေးပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye